လူသူစိတ်သုံးနေတဲ့ Detroit မြို့ရဲ့လမ်းမပေါ်မှာအဖိုးကြီးတယောက်ကမိန်းကလေးတယောက်ကိုသပင်ကနေဆွဲခေါ်သွားတဲ့မြင်ကွင်းနဲ့စတင်လိုက်ပါတယ်။အဓိကဇက်ကောင်၃ယောက်ကိုမိတ်ဆက်ပေးပါမယ်။ညီမလေးအတွက်ဘဝသစ်တည်ဆောက်ချင်နေတဲ့ Rocky ကိုစိတ်ပူပေးတတ်တဲ့ Alice နဲ့ရန်လိုပြီးခက်ကြမ်းကြမ်းနေတတ်တဲ့ Manny တို့ပဲဖြစ်ပါတယ်။တရက်မှာတော့ Manny ကသတင်းတစ်ခုရလာပါတယ်။အဲ့ဒါကတော့မျိုးစုံကအထီးကျန်အိတ်တိတ်မှနေတဲ့မျက်မမြင်စစ်ပြန်ကြီးတယောက်စီမှာဒေါ်လာ3 သိန်းရှိနေတယ်ဆိုတာပါပဲဒီပတ်စံဟာသူ့သမီးကိုကားနဲ့တိုက်တက်မိခဲ့တဲ့ချမ်းသာတဲ့အမျိုးသမီးစီကရထားတဲ့ရော်ချင်းငွေဖြစ်ပါတယ်သူတို့၃ယောက်အိမ်ထဲကိုခိုးဝင်ကြပါတယ်အိမ်ဆောက်ခွေးကိုဆေးကြွေးပြီးအိပ်ပျော်အောင်လုပ်လိုက်ပါတယ်မန်နီကအိပ်ပျော်နေတဲ့မျက်မမြင်ကြီးနော်မန်ကိုအိမ်မွေးချဂက်စ်နဲ့အိပ်အောင်ထပ်လုပ်လိုက်ပါတယ်ပြီးတော့ပတ်စံရှိမဲ့မြေအောက်ခန်းတကားကိုရှာတွေ့သွားပါတယ်မန်နီကစိတ်မရှိပဲတနက်နဲ့တကားတော့ကိုပြစ်ဖွင့်လိုက်တယ်။အဲ့ဒီတန်ကြောင့်နော်မန်ဟာနိုးလာပါတယ်။အိမ်မွေးချဂက်စ်ကသူ့ကိုမထိရောက်စေခဲ့ပါဘူး။နော်မန်ရောက်လာပြီးမန်နီကိုချက်ချင်းပဲလက်နဲ့ဖြုတ်ကသူ့တနက်နဲ့သူပြန်ပြစ်တက်လိုက်ပါတယ်။ Rocky ကဗီဒီယိုထဲမှာပုံနေရင်မန်နီအသက်ခံရတာကိုမြင်လိုက်ရတယ်။ Alice လည်းအနားမှာရှိနေတယ်။သူတို့သိလိုက်ရတာကဒီမျက်မမြင်ကြီးဟာရိုးရိုးလူမဟုတ်ပဲတားကောင်ကိုအမဲလိုက်တက်တဲ့မိုးဆိုးတယောက်လိုကျွမ်းကျင်နေတာကိုပါနော်မန်ကတကားတွေကိုတံမိုးနဲ့ရိုက်ပိတ်နေတော့ Rocky ကနော်မန်ရိုက်လိုက်တဲ့ကုတ်နံပါတ်ကိုမှတ်ထားပြီးရှိုးဝက်တစ်တာတွေကပတ်စံတွေကိုယူလိုက်ပါတယ်သူတို့ထွက်ပြေးဖို့လုပ်ပေမဲ့နော်မန်ကအိမ်ထဲမှာနောက်ထပ်လူရှိနေသေးမှန်းသိသွားပါတယ်Rocky နဲ့ Alice တို့ဟာမြေအောက်ခန်းထဲကိုထွက်ပြေးကြပါတယ်။မြေအောက်ခန်းထဲမှာသူတို့မထင်မှတ်ထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့ပါဇက်ပိတ်ခံထားရပြီးလက်ထိပ်ပါအခက်ခံထားရတဲ့မိန်းကလေးတစ်ယောက်ပါ။သူမဟာနော်မန်ရဲ့သမီးကိုကားနဲ့တိုက်တက်မိခဲ့တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပါတယ်။သူတို့ကစင်ဒီကိုကယ်ပြီးထွက်ပြေးဖို့လုပ်ပေမဲ့နော်မန်ရောက်လာပြီးရှောက်ရမ်းတမ်းပြစ်လိုက်တာကြောင့်စင်ဒီကိုမှားပြစ်မိပြီးသေသွားပါတယ်။နော်မန်ကအရန်ကိုဒေါသထွက်ပြီးယူသွတ်သွားပါတယ်။သူကမီးခလုတ်ကိုပိတ်ချလိုက်ပြီးတအိမ်လုံးကိုအမှောင်ချလိုက်ပါတယ်။သူကမျက်မမြင်ဖြစ်တဲ့အတွက်အမှောင်ထဲမှာသူသာပို့ပြီးတော့တာစီရသွားပါတယ်။အမှောင်ထဲမှာထိတ်လန့်စရာကောင်းတဲ့ပြေးလန်းလိုက်တဲ့ကစားပွဲကြီးစတင်ပါပြီ။ Alice ကနော်မန်ရဲ့တိုက်ခိုက်မှုကြောင့်တေပြီလို့ထင်ရတဲ့အနေအထားနဲ့လဲကျသွားပါတယ်။ Rocky ကတော့ဖမ်းခံလိုက်ရပြီးမြေအောက်ခန်းမျက်နှာချက်မှာဇောက်ထိုးချီခံလိုက်ရပါတယ်။နော်မန်ကသူ့ရဲ့ရုပ်မာတဲ့အစီအစဉ်ကိုပြောပြတယ်။စင်ဒီကသူ့သမီးကိုတတ်ခဲ့လို့သူ့အတွက်ကလေးတစ်ယောက်ပြန်မွေးပေးရမယ်ဆိုပြီးအဓမ္မကိုဝင်ရအောင်လှုပ်ထားတာပါအခုစင်ဒီတည်သွားပြီဆိုတော့ Rocky ကအဲ့ဒီနေရာမှာအစားထိုးခံရပါတော့မယ်နော်မန်က Rocky ကိုအတင်းအဓမ္မလှုပ်ဖို့ပြင်နေတော့မသေးပဲအသက်ရှင်နေတဲ့ Alice ရောက်လာပြီးနော်မန်ကိုဝင်တိုက်လိုက်ပါတယ် Alice က Rocky ကိုကယ်တင်ပြီးတဲ့နောက်မှာနော်မန်ကိုလက်ထိတ်ခတ်ခဲ့ပေမဲ့နော်မန်ကအင်အားတန်မှလုံးပါတယ်သူတို့အိမ်ပြင်ဘက်ကိုထွက်ခါနေမှာနော်မန်ကပြန်လွတ်လာပြီး Alice ကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်Rocky ကအိမ်ပြင်ကိုပြေးထွက်ဖို့ကြိုးစားပေမဲ့နော်မန်ရဲ့ Rottweiler ခွေးစိုးကြီးကလိုက်ဆွဲတဲ့အတွက်ပြေးရပါတယ်။ Rocky ကနော်မန်ကိုထိတ်တိုက်မတိုးနိုင်မှန်းသိတဲ့အတွက်ညံသုံးလိုက်ပါတယ်။သူမဟာအိမ်ရဲ့လုံခြုံရေးအချက်ပေးစနစ်ကိုအတန်ကုန်ဖွင့်လိုက်ပါတယ်။မျက်မမြင်နော်မန်အတွက်ကတော့နားကသူ့ရဲ့မျက်လုံးလိုဖြစ်နေတာကြောင့်ဒီလောက်ကျယ်လောင်တဲ့အတန်တွေကြားမှာသူဘာမှမလုပ်နိုင်ပဲနဝေတိမ်တောင်ဖြစ်သွားပါတယ်။ Rocky ကနော်မန်ကိုတန်တူနဲ့အချက်ပေါင်းများစွာရိုက်နှက်ပြီးမြေအောက်ခန်းထဲကိုကန်ချလိုက်ပါတယ်။နော်မန်ကမြေအောက်ခန်းထဲကိုပြုတ်ကျသွားပြီးတနက်ကလည်းသူ့ရင်ပတ်နားမှာကြည်ထွက်သွားတာကြောင့်သူတေပြီလို့ Rocky ကထင်လိုက်ပါတယ်။သူမဟာပတ်စံအိတ်ကိုဆွဲယူပြီးရဲရီမလာခင်အချိန်မီထွက်ပြေးသွားနိုင်ခဲ့ပါတယ်။အချိန်တန်ကြာပြီးတဲ့နောက် Rocky ဟာသူမရဲ့ညီမလေးနဲ့အတူကယ်လီဖိုးနီးယားကိုသွားဖို့ရထားဘူတာကိုရောက်နေပါတယ်။ဘူရာယုံက TV သတင်းမှာ Detroit မြို့ကအိမ်တိမ်မှာတကူးနှစ်ယောက်အသက်ခံရတယ်ဆိုတဲ့သတင်းတက်လာပါတယ်။သတင်းထဲမှာနော်မန်ဟာဒဏ်ရာပြင်းထန်ပေမဲ့အသက်ရှင်နေသေးတယ်လို့ပါလာပါတယ်။ပိုပြီးကြောက်ဖို့ကောင်းတာကနော်မန်ဟာရဲတွေကိုတိုင်ချက်ဖွင့်ရမှာသူ့စီကပတ်စံတွေပျောက်သွားတယ်လို့မပြောသလိုတတိယမြောက်လူဖြစ်တဲ့ Rocky အကြောင်းကိုလည်းထည့်မပြောပါဘူး။သူကရဲတွေနဲ့မပတ်သက်ချင်သလိုသူ့ရဲ့မြေအောက်ခန်းကရှူဝက်ချက်တွေကိုရဲတွေမသိအောင်ဖုံးကွယ်ထားတာပါ။ဒါ့အပြင်သူက Rocky ကိုဥပဒေရမဖမ်းခိုင်းပဲသူ့ဘာသာသူပြန်လိုက်ရှာပြီးကလေးစားချေဖို့ကြံစီနေတယ်ဆိုတာကိုပြရင်ဇလန်းကပြီးဆုံးသွားပါတယ်။